The Arakan Army and its political organization, the United League of Arakan Foreign. နိုင်ငံရေးစစ်ရေးနဲ့ဒေသတွင်းပထဝီနိုင်ငံရေးတုံ့တက်ချက်တမိုင်းမှာပြည့်စုံပန်းတို့ရခိုင်အိမ်မတ်စစ်ရေးမုန်တိုင်းနဲ့နိုင်ငံသစ်တည်ဆောက်ခြင်းဆိုတဲ့အကြောင်းအရာမှာနိုင်ငံရေးစစ်ရေးနဲ့ဒေသတွင်းပထဝီနိုင်ငံရေးတုံ့တက်ချက်ကိုပြောပြခြင်းပါတယ်ရခိုင်တမိုင်းကြောင်းကိုပြန်ကြည့်ရင်1984ခုနှစ်မြောက်ဦးနေပြည်တော်ကြာဆုံးချိန်မှာဆော့ယူရခိုင်လူမျိုးတို့၏နှလုံးသားထဲမှာအချုပ်အခြာအာဏာဆုံးရှုံးသွားရသည်ဟုသောနာကျင်မှုနဲ့ပြန်လည်တည်ဆောက်လိုမှုအိမ်မက်သည်အမြဲရှိနေခဲ့ပါတယ်သို့တော့ခေတ်အဆက်ဆက်လက်နက်ကင်တောင်လန်ကြီးများပေါ်ပေါက်ခဲ့တော့လေ2009ခုနှစ်မတိုင်မီအထိထိရောက်သောနိုင်ငံရေးစစ်ရေးခေါင်းဆောင်မှုတစ်ခုကိုအခိုင်အမာမတည်ဆောက်နိုင်ခဲ့ပါဘူး။ဤကွက်လက်ကိုဖြည့်ဆည်းပေးလိုက်သည်က2009ခုနှစ်ဧပြီလ26ရက်နေ့တွင်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာ၌လူငယ်26ဦးဖြင့်စတင်ဖွဲ့စည်းခဲ့သောရခိုင်တပ်တော် Arakan Army ပင်ဖြစ်သည်ဗိုလ်ချုပ်ထုံးရနိုင်နဲ့ခေါင်းဆောင်မိုင်းတော်သည် Way of Rakita လိုင်းစဉ်ကိုချမှတ်ပြီးရခိုင်လူထု၏အမျိုးသားရေးစိတ်ဓာတ်ကိုစနစ်တကျလုံဆောနိုင်ခဲ့ပြီးယနေ့အချိန်တွင် AAD မြောက်ပြည်တွင်းစစ်သမိုင်းတွင်အတိုဆုံးကာလအတွင်းအင်အားအကြီးမားဆုံးကြီးထွားလာသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်အပိုင်း1စစ်ရေးမဟာဗျူဟာနှင့်တစ်ထောင်20စစ်စင်ရေး AAE စစ်ရေးအောင်မြင်မှုကိုသုံးသပ်ရာတွင်အဓိကအဆင့်30ကိုတွေ့ရပါမည်အိမ်ပြန်ခရီး2015-2018ကချင်နဲ့ရှမ်းမြောက်မှာတဆင့်ချင်းပြည်နယ်ဘလဝါထိုမှတဆင့်ရခိုင်မြောက်ပိုင်းသို့ထိုးဖောက်ဝင်ရောက်ခြင်းအခြေဒီကာလ2019-2020မြန်မာတပ်မတော်နဲ့ပြင်းထန်ပေါ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးကျေးလက်ဒေသအများပြားကိုစိုးမိုးလာနိုင်ခြင်းအဆုံးဖြတ်ကာလ2023လက်ရှိမြောက်ပိုင်းမဟာမိတ်ညီနောင်3ဖွဲ့၏2020စစ်စင်ရေးနှင့်အတူရခိုင်ပြည်နယ်အနှံ့စစ်မျက်နှာဖွင့်ကာမြို့ကြီးများကိုသိမ်းပိုက်နိုင်ခြင်းအထူးသဖြင့်2023နိုဝင်ဘာလမှစတင်ပေါ်ရခိုင်စစ်မျက်နှာသစ်တွင် AAD ပေါက်တော်ကြောက်တော်ညောင်ဦးမင်းပြမြေပုံရန်ပရဲအစရှိသည့်တမိုင်းဝင်နှင့်မဟာဗျူဟာကျပေါ်မြို့များကိုသိမ်းပိုက်နိုင်ခဲ့ပါသည်ဤအောင်မြင်မှုသည်စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ထန်ချုပ်ကိုအကြီးအကျယ်တုံ့လုပ်စေခဲ့ပြီးရခိုင်ပြည်နယ်၏60ရာခိုင်နှုန်းကျော်သောဒေသကို AA ကထိန်းချုပ်ထားနိုင်သည့်အခြေအနေသို့ရောက်ရှိစေခဲ့ပါသည် AA ၏စစ်ရေးဗျူဟာသည်ပျောက်ကြားစစ်မှတမန်ရိုးစားစစ်ပွဲပုံစံသို့ကူးပြောင်းလာသည်ကိုတွေ့ရပါသည်အပိုင်းနှစ်နိုင်ငံရေးရည်မှန်းချက်နှင့် Confederation AA ၏နိုင်ငံရေးရည်မှန်းချက်မှာရှင်းလင်းသည် Federal ထက်ကျော်လွန်သော Confederation အဆင့်အတန်းအဖြစ်ဖြစ်သည်ဗိုလ်ချုပ်ထုံးမြတ်နိုင်ကိုယ်တိုင်ကဝါပြည်နယ်ကဲ့သို့သောအဆင့်အတန်းမျိုးကိုလိုလားကြောင်းထုတ်ဖော်ပြောကြားပူပါတယ်ဆိုလိုသည်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်တရားစီရင်ရေးနှင့်နိုင်ငံတကာဆက်ဆံရေးတွင်အတိုင်းအတာတစ်ခုအထိလွတ်လပ်ခွင့်ရှိရေးဖြစ်သည် AA သည်စစ်ရေးအဖွဲ့သက်သက်မဟုတ်တော့ပေ ULA United League of Arakan အနေဖြင့်အုပ်ချုပ်ရေးရန်တရားကိုတည်ဆောက်နေပြီဖြစ်သည်တရားစီရင်ရေးကျေးရွာမြို့နယ်အဆင့်တရားရုံးများဖွင့်လှစ်ထားသည်အခွန်ဘန္တာဒေသခံလုပ်ငန်းရှင်များနှင့်နိုင်ငံပကာစီမံကိန်းများထံမှအခွန်ကောက်ခံနေသည်ပြည်သူ့ဝန်ဆောင်မှုကျန်းမာရေးနှင့်ပညာရေးကဏ္ဍများကိုဖြည့်ဆည်းရန်ကြိုးစားနေသည်ဤလုပ်ရများသည်မြန်မာနိုင်ငံမှခွဲထွက်ခြင်းမဟုတ်သေးတော့လေလက်တွေ့တွင်တိကျနိုင်ငံငယ်တစ်ခု de facto state ကဲ့သို့ရပ်တည်နေခြင်းဖြစ်သည်အပိုင်း3စိန်ခေါ်မှုများနှင့်မွတ်စလင်အရေး AA အတွက်အကြီးမားဆုံးစိန်ခေါ်မှုမှာစီးရေးမဟုတ်ပဲလူမှုတဟဇာတဖြစ်ရေးနှင့်နိုင်ငံတကာဖိအားဖြစ်သည်ရခိုင်ပြည်နယ်မြောက်ပိုင်းသည်ရခိုင်လူမျိုးများသာမကမွတ်စလင်များလည်းအများပြားနေထိုင်ရာဒေသဖြစ်သည်တဟဇာတဖြစ်ရေး AA ခေါင်းဆောင်ပိုင်းကရခိုင်ပြည်နယ်သူသားအလုံးကိုကာကွယ်မည်ဟုမူဝါဒချမှတ်ထားပြီးအုပ်ချုပ်ရေးရန်တရားတွင်မွတ်စလင်များကိုထည့်သွင်းရန်ကြိုးစားမှုများရှိသည်သို့သောမဲပြန်ခြေနေမှာရှုပ်ထွေးသည်စစ်ကောင်စီကလည်းမွတ်စလင်များကိုစစ်မှုထမ်းခိုင်းသည် AA ကိုပြန်တိုက်ခိုင်းခြင်းဘာသာရေးလူမျိုးရေးအဓိကရိယာဖြစ်အောင်သွေးထိုးခြင်းများလုပ်နေသည်ဆွဆွဲချက်များမကြခင်ဒီမှ AA အနေနဲ့ဘူးတီတောင်မောင်တော်တိုက်ပွဲများတွင်လူခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဟုသောနိုင်ငံတကာအဖွဲ့အစည်းအချို့၏ဆွဆွဲချက်များထွက်ပေါ်လာသည်ဤအချက်သည် AA ၏နိုင်ငံတကာပုံရိပ်မှ legitimacy ကိုထိခိုက်စေနိုင်သည်ရခိုင်အိမ်မက်အောင်မြင်ရန်မှာမွတ်စလင်အတိုင်းဝိုင်းနှင့်ယုံကြည်မှုတည်ဆောက်နိုင်ခြင်းရှိမရှိအပေါ်တွင်လည်းများစွာမူတည်နေပါသည်အပိုင်း၄
ပထဝီနိုင်ငံရေး China and India factor ရခိုင်ပြည်နယ်သည်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်သဖြင့်တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးအတွက်အလွန်အရေးကြီးသည်တရုတ်ကြောက်ဖြူရည်နှံစိတ်ကမ်းနှင့်တဘာဝဓာတ်ငွေပိုက်လိုင်းရှိသည်AA သည်တရုတ်စီမံကိန်းများကိုမထိခိုက်စေရန်ဂရုစိုက်ကင်တွင်နေသည်တရုတ်နှင့်ကောင်းမွန်သောဆက်ဆံရေးကိုထိန်းသိမ်းထားသည်အိန္ဒိယကလားတန်မြစ်ကြောင်းစီမံကိန်းရှိသည်ပလက်တဝါကို AA သိမ်းပိုက်ပြီးနောက်အိန္ဒိယအနေနဲ့လည်း AA နှင့်ဖြစ်မနေဆက်ဆံရမည့်အခြေအနေသို့ရောက်ရှိသွားသည် AA သည်ဤအင်အားကြီးနိုင်ငံကြားတွင်တန်ကင်းတမန်ကင်းကျွမ်းကျင်စွာကစားနိုင်မှသာရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်ညီကုံရှေ့လုပ်ငန်းစဉ်နှင့်သုံးသက်ချက်ချုပ်ပြောရလျင်ရခိုင်အရေးသည်လက်နက်ကိုင်တော်လှန်ရေးအဆင့်မှနိုင်ငံတည်ဆောက်ရေးအဆင့်သို့ကူးပြောင်းနေပြီဖြစ်သည် AAE အောင်မြင်မှုသည်မြန်မာနွေဦးတော်လှန်ရေးအတွက်အားသက်စရာဖြစ်တော်လဲ AAE အုံးဓမ္မပန်းတိုင်သည် NUG Federal Democracy ပန်းတိုင်နှင့်ထပ်တူကြမကြသို့မဟုတ်ကွဲလဲမှုရှိမရှိဆိုတိုင်မှာစောင့်ကြည့်ရမည့်အချက်ဖြစ်သည်ရခိုင်ပြည်သူတို့၏အိမ်မက်သည်လက်တကမ်းတွေရှိနေတော်လဲရှေ့ဆက်လျှောက်ရမည့်လမ်းခရီးသည်စစ်တပ်ရသည့်ထပုံမခက်ခဲသောနိုင်ငံရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုများနှင့်ပြည့်နှက်နေပါသည်အထူးသဖြင့် AAE နယ်မြေစုမှုမှုအားကောင်းလာခြင်းနဲ့စစ်ကောင်စီအသေးအတန်ခုခံနေရမှုအခြေအနေများကိုပေါ်လွင်စေပါသည်ဒေသတွင်ပြည်သူလူထုအပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတက်ရောက်မှုများကိုအသေးစိတ်ဆက်လက်သုံးသပ်တင်ပြလိုက်ပါသည်လက်ရှိရခိုင်ဒေသရှိပြည်သူလူထုသည်စစ်ရေးအောင်ပွဲ၏အသီးပွင့်ကိုမခံစားရမီစစ်ပွဲ၏အနိဋ္ဌာယုံကိုအဆိုးရွားဆုံးခံစားနေရသည်ဟုဆိုနိုင်ပါသည်ဖြတ်လေးဖြတ်နဲ့စီးပွားရေးစားဝတ်နေရေးအကြအတဲစစ်ကောင်စီသည်စီးရေးအရာရှုံးနေနေတော့လေအရသားလူထုကိုပြစ်မှတ်ထားသည့်ဖြတ်လေးဖြတ်လူရေခါငွေကြီးတည်င်းအချက်လက်ကိုအပြင်းထန်ဆုံးအသုံးပြုနေပါလေကုန်းစင်းလုံးအစမတန်မြင့်တက်ခြင်းရန်ကုန်စစ်တွေလမ်းမကြီးအပါအဝင်ကုန်းသွေးရေးလမ်းကြောင်းများကိုစစ်ကောင်စီကပိတ်ဆို့ထားတယ်လို့နယ်စပ်ကုန်းသွေးရေးဘင်္ဂလားဒေ့ရှ်ဘက်မှလည်းတိုက်ပွဲများကြောင့်ရပ်တန့်နေတတ်ပါလေထို့ဖြစ်၍စံစီစာစီဝါနှင့်လောင်စာစီစဉ်လုံးများသည့်အစမတန်30အမအစင်း20ထိမြင့်တက်နေသည့်ငွေရှိလင်းပင်ဝယ်မရသည့်အခြေအနေဖြစ်နေပါလေငွေကြီးဖောင်းပွားမှုနဲ့အလောက်အကင်ရှားဖမှုစိုက်ပျိုးရေးနဲ့ရေးလုပ်ငန်းများလုပ်ကိုင်မရခြင်းဘာလုပ်ငန်းများရပ်တန့်နေခြင်းတို့ကြောင့်ပြည်သူများ၏ဝင်ငွေလုံးဝပြတ်တောက်နေပါလေနှင့်ကျန်းမာရေးကန်တာပြိုလဲခြင်းဒါသည်ရခိုင်ပြည်သူများအတွက်လက်ရှိအကြီးမားဆုံးချိန်ထောင်မှုတစ်ခုဖြစ်တဲ့စေဝါပြက်လက်မှုမရှိမဖြစ်လိုအပ်သောအသက်ကဲစေဝါများနဲ့ခွဲစိတ်ခန်းသုံးပစ္စည်းများသည့်ရခိုင်ဒေသသို့ဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့စေယုံစေခန်းများဖြစ်စီခြင်းတိုက်ပွဲများအတွင်စေယုံအများအပြားဖြစ်စီခဲ့တယ်လို့စေရာဝင်နေသူနာပြူများလေးသည်လုံခြုံရေးအရာတင်းရှောင်နေရတဲ့ကျဲမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးနှီးပါပြိုလဲနေပါလေ၃လူမှုအတိုင်းဝန်းကယုံကြည်မှုပြတ်ပြားခြင်း social cohesion breakdown စစ်ကောင်စီစစ်ပြူရများခြင်းမှာအစိုးရအဆုံးမှာလူမျိုးရေးပဋိက္ခကိုမီးရှို့ခြင်းတဲ့အတင်းအထာမှာစစ်မှုထမ်းခိုင်းခြင်းစစ်ကောင်စီသည်ဒေသခံမွတ်စလင်များကိုအတင်းအထာမှာစစ်သားစုဆောင်ပြီး AA ကိုတိုက်ခိုက်ခိုင်းခြင်းရခိုင်ကြီးရွာများကိုမီးရှို့ခိုင်းခြင်းများပြုလုပ်ခဲ့ပြီးအကျိုးအဆက်ဤလုံရတီရခိုင်နှင့်မွတ်စလင်အတိုင်းဝန်းကလက်ပေါင်းများစွာတည်ထောင်လာခဲ့သောတဟစဒအထီကျိုးပန်းမှုများကိုရိုက်ချိုးလိုက်တကယ်တော့ဖြစ်စေပါတယ်လူမျိုးရေးမုန်းတီးမှုများပြန်လည်ခေါင်းထောင်လာနိုင်ပြီးရေရှည်ငင်းချမ်းရေးအတွက်ကြီးမားသောအဟန့်အတားဖြစ်လာနိုင်ပါတယ်၄လုံခြုံရေးနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလေးကညံကြောက်ရွံ့မှုစစ်ကောင်စီသည်နေရောညလေးကတိုက်ခိုက်မှုများပြုလုပ်နေတဲ့ချက်ပြည်သူများသည့်အမြဲတမ်းဘုံခိုခြင်းတွင်နေထိုင်ရပြီးစိတ်တန်ရာ trauma များရရှိနေကြတဲ့ငွေမြုပ်မိုင်းအန်တာရဲ့လက်ဖက်တိုက်ကွေးများပြင်းထန်ခွေသည့်နေရာများမှာမိုင်းအန်တာရဲ့ကြောင့်ဒေသခံများနေရပြန်ရန်နှင့်လုပ်ငန်းခွင်ဝင်ရမဖြစ်နိုင်သေးပါဘူး၅ AAE စိန်ထောက်မှုအုပ်ချုပ်ရေးနှင့်ဝန်ဆောင်ရေး AA အနေဖြင့်နယ်မြေများကိုတိမ့်ပိုင်နိုင်ခြင်းသည်စစ်ရေးအောင်ပွဲဖြစ်တော်လဲထိုနယ်မြေများရှိတန်းနှင့်ချီသောလူထုကိုတာဝန်ယူရခြင်းသည်ကြီးမားသောဝန်ထုကွယ်ဖြစ်လာနိုင်ပါသည်နိုင်ငံတကာအကူအညီ International Aid ဝင်ရောက်နိုင်ရန်လမ်းကြောင်းများဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးကမှ AA ထိန်းချုပ်နယ်မြေများမှာငမုတ်ခေါင်းပါမှုဘေးအန္တရာယ်ကြားရောက်နိုင်ပါသည်ဒီကုန်းချုပ်သုံးသက်ချက်2025ခုနှစ်ဒီဇင်ဘာလအထိအခြေအနေအရရခိုင်ပြည်သူများသည့်နိုင်ငံတရေးမျှော်လင့်ချက် political hope နဲ့လက်တွေ့ဘဝဒုက္ခ humanitarian reality ကြားမှာပြားများနေရတဲ့ AAE အာရခါနိုင်ငံတော်အိမ်မက်တီနီးစက်လာတော့လေထိုလန်ခရီအတွက်ပေးဆက်နေရတော့ပြည်သူလူထု၏အသက်သွေးချွေးနဲ့မျက်ရည်မှာအလွန်များပြားလွန်းလာသည်ဟုသုံးသပ်ရပါတယ်